ဒီနေ့မှာတော့ဘုဒ္ဓတာရစရာအကြောင်းအရာလေးဖြစ်တဲ့အမျိုးသားများအိယာထဲမှာလှုပ်လေရှိကြတဲ့အမား6မျိုးဆိုတဲ့အကြောင်းကိုတင်ဆက်ပေးသွားမှာပဲဖြစ်ပါတယ်ရှင်။အမျိုးသားအများစုခံယူထားကြတာသူတို့တွေဟာလိင်ကိစ္စနဲ့ပတ်သက်လာရင်မြင်းရိုင်းတစ်ကောင်လိုဆွဲဆောင်နိုင်တယ်လို့ထင်ကြပေမဲ့လေအမျိုးသားအများစုဟာအိယာထဲမှာလေအမားတွေကိုလုံမိနိုင်ပါတယ်။ဒါကြောင့်တခါတည်းမှာကိုနီစနစ်တွေကိုမသိလို့သူမချင်မနှက်ဖြစ်နေတာမဟုတ်ပဲအိယာထဲမှာအမားတွေလုံမိတာကြောင့်အဖော်ဖြစ်သူအမျိုးသမီးစိတ်မချင်မနှက်တဲ့အချိန်တွေရှိတတ်ပါတယ်ရှင်အမျိုးသမီးတွေကဒီကိစ္စနဲ့ပတ်သက်ရင်ထုတ်ပြောတတ်သူတွေမဟုတ်ကြတဲ့အတွက်ယောက်ျားလေးတွေကသူတို့ရဲ့အဖော်ဘာကြောင့်လူအင်ဆန္ဒမပြေဝတာလဲဆိုပြီးကောင်းရှုပ်တတ်ကြပါတယ်ဒါကြောင့်လိင်ကိစ္စပိုင်းဆိုင်ရာမှာတိုးတက်ခြင်းနဲ့ဆိုရင်တော့ကိုယ့်ရဲ့အမားတွေနဲ့တခြားသူရဲ့အမားတွေကနေတင်ခန်းစာယူတာအကောင်းဆုံးဖြစ်ပါတယ်ရှင်။နံပါတ်1အနေနဲ့အမျိုးသမီးဖြစ်သူရဲ့စိတ်ဆန္ဒနေပါခြင်းဟာသူဆွမ်းဆောင်မှုမရှိလို့ဆိုပြီးထင်တတ်ကြပါတယ်။အမျိုးသမီးချောချောလေးတယောက်လောက်ကိုတွေးလိုက်ရတဲ့အချိန်မှာယောက်ျားလေးတွေရဲ့ခန္ဓာကိုယ်ကအနှင်းငယ်အချက်ပြပါတယ်။ကိုယ့်ရဲ့အဖော်အမျိုးသမီးနဲ့လူရှင်းတဲ့အချိန်မှာတွေ့မယ်ဆိုရင်အမျိုးသားလိင်အင်ကအနှင်းငယ်ထောင်မက်လာနိုင်ပါတယ်။ဒါပေမဲ့အမျိုးသမီးတွေကတော့ဒီလိုမဟုတ်ပါဘူးရှင်။အမျိုးသမီးတယောက်ဟာစိတ်ဆောင်မှုရှိတဲ့သူရဲ့အဖော်အမျိုးသားနဲ့ပဲဖြစ်ဖြစ်တခြားယောက်ျားလေးနဲ့ပဲဖြစ်ဖြစ်တွေ့လိုက်မယ်ဆိုရင်သူတို့လိင်အင်ကတွေကချက်ချင်းအချက်ပြတာမျိုးမရှိကြပါဘူးရှင်။ဒီလိုဖြစ်ခြင်းတဲ့ဒီတယောက်ကတော့ကြည့်လို့ကောင်းတယ်ဆိုတာလောက်ပဲပြောကြမှာဖြစ်ပြီးတော့သူမရဲ့လိင်အင်္ဂါတွေကတော့အချက်ပြမှာမဟုတ်ပါဘူးရှင်။ယောက်ျားလေးတွေရဲ့လိင်ဆက်ဆံလို့စိတ်ဆန္ဒဟာခန္ဓာကိုယ်ကအရှင်းထိပ်ပြီးတော့အမျိုးသမီးတွေကတော့သူမရဲ့မညံစိတ်ကိုယ်နဲ့အထီးအသွေးတို့မှအခြေခံပေါက်ဖွားတာဖြစ်ပါတယ်ရှင်။ဒါကြောင့်အမျိုးသမီးတယောက်ကိုချက်ချင်းဝုန်းတိုင်းကြေးလုံးမရပါဘူးရှင်။နံပါတ်2အနေနဲ့အမျိုးသမီးတွေလိင်စိတ်ထားကြဖို့ခက်ခဲတာကိုစိတ်မရှိကြဘူး။အမျိုးသားနဲ့အမျိုးသမီးလိင်စိတ်ထွားကြတဲ့ပုံစံဟာဂက်စ်မီဖို့နဲ့မိသွေးမိဖို့လိုပါပဲရှင်။ဂက်စ်မီဖို့ကခလုတ်တစ်ချက်နှိပ်လိုက်တာနဲ့မိထောက်လာပဲမဲ့လေမိသွေးမိဖို့ကတော့ချက်ချင်းမိမတောက်လာပါဘူးရှင်။အမျိုးသမီးတယောက်ရဲ့ခန္ဓာကိုယ်ကချက်ချင်းမိတောက်ခြင်းနဲ့ဆိုရင်တော့သူတို့ရဲ့ဇီဝကာမပေတာဖွဲ့စည်းပုံကချက်ချင်းစိတ်ဆန္ဒပြင်းပြလာခြင်းစိတ်ကိုခွင့်မပြုပေးပါဘူးရှင်။အဲ့ဒီအချိန်မှာအဖော်ဖြစ်သူအမျိုးသားစိတ်ပြတ်နေတာကိုအမျိုးသမီးတွေသတိထားမယ်ဆိုရင်သူမရဲ့စိတ်ဆန္ဒပြင်းပြစေအောင်ပုံနှီးခွဲနိုင်ပါတယ်ရှင်။ဒါကိုကုစားနိုင်မဲ့အချက်ကတော့အချိန်ယူပါရှင်။တဖြည်းဖြည်းစိတ်ဆန္ဒပြင်းပြလာခြင်းကိုစိတ်ရှည်ပါ။မချေမရေဖြစ်တဲ့စိတ်ကိုနိုင်အောင်ထိန်းပါရှင်။နံပါတ်3ပါမချေမရေဖြစ်တဲ့စိတ်ကိုနိုင်အောင်ထိန်းပါရှင်။နံပါတ်3အနေနဲ့ပြင်းဆောင်တဲ့လိင်ဆက်ဆံမှုဟာအမျိုးသားရဲ့စွမ်းဆောင်ရည်ပေါ်မှာမူတည်တယ်လို့ထင်နေခြင်းအမျိုးသားတယောက်ဟာသူတို့ရဲ့အင်္ဂါထောင်မှတ်ခြင်းနဲ့ခြားခြင်းအပေါ်အလွန်အကျူးစိုးရိမ်နေမယ်ဆိုရင်အဖော်ဖြစ်သူနဲ့လိင်ဆက်ဆံမှုဆိုင်ရာရင်းနှီးမှုကိုပျက်စီးစေနိုင်ပါတယ်အမျိုးသားတယောက်ဟာသူတို့ရဲ့ထောင်မှတ်ခြင်းနဲ့ပတ်သက်ပြီးတော့အလွန်အကျူးစိုးရိမ်နေမယ်ဆိုရင်လိင်ဆက်ဆံတဲ့အခါအထွတ်အထိပ်ကိုရောက်ဖို့ခက်ခဲပါရရှင်ဒါကြောင့်လိင်ဆက်ဆံတဲ့အခါမှာအဖော်ဖြစ်သူနဲ့စိတ်ရှင်နီးကပ်နေဖို့လုပ်ပြီးတော့စကားများလေးပြောဖေးဖို့လိုပါတယ်။လိန်တန်ထောင်မှတ်တဲ့ပြဿနာရှိနေမယ်ဆိုရင်တော့ဒီကြားကာလအချိန်လေးဟာနှစ်ဦးပိုနီးကင်းစေမယ့်အချိန်လေးဖြစ်ပါတယ်ရှင်။နံပါတ်4အနေနဲ့လိန်အင်္ဂါကိုအရင်ဆုံးသွားထိတွေ့ခြင်းအမျိုးသားအများစုဟာအဖော်အမျိုးသမီးရဲ့လိန်ဆက်ဆံခြင်းစိတ်ကိုနှိုးဆွဖို့ဆုံးဖြတ်လိုက်တာနဲ့အမျိုးသမီးအင်္ဂါကိုသွားထိတွေ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့အမျိုးသားတွေကိုယ်တိုင်ရလေသူတို့ရဲ့လိင်အင်္ဂါကိုတိုက်ရိုက်လုံးဆိုတာကိုစိုင်းနှစ်တက်ကြတဲ့အတွက်သူတို့ရဲ့အပေါ်အမျိုးသမီးတွေလေလိင်အင်္ဂါကိုတိုက်ရိုက်ထိတွေ့တာကိုစိုင်းနှစ်တက်မှလို့ထင်ကြတာကြောင့်ပါဒါပေမဲ့အပေါ်အမျိုးသမီးကိုစိတ်ပိုင်းဆိုင်ရာအရာပြင်ဆင်ခွင့်မပေးသေးဘဲနဲ့လိင်အင်္ဂါကိုအရင်သွားထိတွေ့ခြင်းအောင်အသိအကျဉ်းကျူးလွန်ခံရတဲ့စိတ်ခံစားချက်ကိုဖြစ်စေနိုင်ပါတယ်ရှင်ဒါကြောင့်လိင်ဆက်ဆံဖို့ပြင်ဆင်မယ်ဆိုရင်အရင်ဆုံးမြေဆန်ခရင်ပြိုအဆင့်ရနေစိတ်ရှိခြင်းနဲ့စတင်သင်ပါရရှင်။နံပါတ်5အနေနဲ့အမျိုးသမီးအင်္ဂါစေကိုလှုပ်ဆော်ရမယ့်အစားမွေးလန်းချောင်းကိုနှုတ်ဆော်နေတတ်ခြင်းအမျိုးသမီးရဲ့မွေးလန်းချောင်းမှာဖြစ်ပေါ်တဲ့ခံစားချက်ဟာအမျိုးသားလိင်အင်္ဂါမှာဖြစ်ပေါ်တဲ့ခံစားချက်နဲ့လုံးဝကွာခြားတာတော့မဟုတ်ပါဘူးရှင်။
ဒါပေမဲ့အမျိုးသားလိင်အင်္ဂါမှာဖြစ်ပေါ်တဲ့ခံစားချက်ဟာအထီးအသွေးပုံမှာအခြေခံပေမဲ့အမျိုးသမီးလိင်အင်္ဂါကြတော့ကြုံချင်တဲ့ဖိအားတို့ကြောင့်ခံစားချက်ဖြစ်ပေါ်တာပါအမျိုးသမီးမှာအမျိုးသားလိင်အင်္ဂါနဲ့ခံစားပုံချင်းစင်းတဲ့အရာကတော့အမျိုးသမီးအင်္ဂါစေဖြစ်ပါတယ်ရှင်ကွာခြားတာကတော့အမျိုးသမီးတွေရဲ့ခန္ဓာဗေဒဖွဲ့စည်းပုံကပုံနူးညံ့ပြီးတုံ့ပြန်မှုအားကောင်းတာပါပဲရှင်လိင်ဆက်ဆံတဲ့အချိန်မှာခံစားချက်ကိုပေးစွမ်းနိုင်တာလိင်အင်္ဂါစစ်တာဖြစ်ပြီးမွေးလန်းကြောင်မဟုတ်ပါဘူးရှင်။ဒါကြောင့်အမျိုးသမီးလိင်အင်္ဂါတွေကိုကိုယ်လိင်အင်္ဂါတွေလိုပဲလို့မတွေးဖို့လိုပါတယ်ရှင်။အမျိုးသမီးတယောက်အတွက်ဘလို့အထွေထိပ်မျိုးကပိုပြီးခံစားမှုကောင်းစေတယ်လေဆိုတာကိုလေ့လာပြီးတော့အသင်အကြံမဖြစ်စေရင်အချိန်ယူဖို့လိုပါတယ်ရှင်။အမျိုးသမီးအများစုကတော့လိင်မဆက်ဆံခင်အမျိုးသမီးလိင်အင်္ဂါစေကိုလှုံ့ဆော်ပြီးအထွတ်အထိပ်ရောက်တာကိုကြိုက်နေတတ်ကြပါတယ်ရှင်။နောက်ဆုံးအနေနဲ့လိင်ဆက်ဆံတဲ့အချိန်ကိုအားသာဥဆောင်နေခြင်းအမျိုးသားအများစုကတော့လိင်ဆက်ဆံတဲ့အချိန်မှာဥဆောင်တတ်ကြပါတယ်။ဒါပေမဲ့တခါတည်းအမျိုးသမီးတွေကလည်းဥဆောင်တတ်ကြပါတယ်ရှင်။တယောက်နဲ့တယောက်ကတော့မတူပါဘူး။အမျိုးသမီးအများစုဟာအဖော်အမျိုးသားပဲဥဆောင်နေကြတာကိုမကြိုက်ကြပါဘူးရှင်။သူတို့မှလည်းဘလို့လိင်ဆက်ဆံတဲ့အခါလှုပ်ဆောင်ခြင်းနဲ့ရွေးချယ်မှုတွေရှိတတ်ကြပါတယ်ရှင်။ဒါကြောင့်ကိုယ့်ရဲ့အဖော်ဖြစ်သူစိတ်ကျင်နေစေဖို့ကယူဆိုင်ဖို့လုပ်ပြီးတော့တခါတည်းသူမကိုလည်းဥဆောင်ခွင့်ပြုသင့်ပါတယ်ရှင်။ဟုတ်ကဲ့ပါချေရတဲ့ပရိသတ်တို့ရေဒါလို့ဆိုရင်တော့အမျိုးသားများအိယာထဲမှာလှုပ်လှဲရှိကြတဲ့အမ6မျိုးဆိုတဲ့အကြောင်းအရာလေးတွေကိုနားလေသဘောပေါက်ကြလိမ့်မယ်လို့မျှော်လင့်ပါတယ်ရှင်။ဒီလိုဘူသူသားရစရာအကြောင်းအရာလေးတွေကိုအမြဲလွတ်တင်ဆက်ပေးနေတဲ့ကျမတို့ရဲ့ channel လေးကို like and subscribe လေးတွေမလုပ်ရသေးဘူးဆိုရင်တော့အသစ်တင်တိုင်းအမြဲတမ်းသိရဖို့ဘေးနားကနူကြည့်ပေးလေးကိုနှိပ်ပြီးတော့အားပေးသွားကြပါဦးနော်။နောက်နေ့တွေမှာလေအခုလိုဘူသူသားရစရာအကြောင်းအရာလေးတွေကိုတင်ဆက်ပေးသွားမှာဖြစ်လို့အားပေးနားဆင်နေကြတဲ့တယောက်ချင်းစီတိုင်းကိုကျေးဇူးအများကြီးတင်ပါတယ်ရှင်။